တောက်ကျော်လှုပ်စားမယ်တောက်ကျော်ဆိုရင်ဝက်သားတောက်စင်းရယ်ဂျုံမုံရယ်ချက်ဥရယ်စအချုံမုံရယ်ပြည့်နေမယ်နေထားတဲ့အသားတွေကိုအချက်လိုက်ကြော်မယ်အသားတွေဝါလာတဲ့အထိကြော်မယ်ကြော်ထားတဲ့အသားလေးတွေကိုအနေတော့အတုံးလေးဖြစ်အောင်ညှပ်လိုက်မယ်ကြက်သွန်နီအတီးအရွက်အစုံဝက်သားကြော်တောက်ကြော်ဖို့အစင်တင်ဖြစ်သွားပြီကြက်သွန်နီကြော်လိုက်မယ်ကြက်သွန်နီဝါလာပြီဆိုရင်အစိမ်းတွေကိုထည့်လိုက်မယ်တဲရံမြရီခရုချီတွေထည့်လိုက်မယ်မွေးနေတာပဲအားချုံမုတ်အနေတော့ထည့်ပြီးရင်ဝေလိုက်မယ်ပြီးနာနဲ့ဟင်းရွက်တွေချက်ပြီးဆိုရင်အသားထည့်လို့ရပြီကမအောင်ဝေပြီးတော့အတင်းသုံးဆောင်နိုင်ပါပြီဝက်တောက်အစိမ်းကြော်မွေးလေးသုံးဆောင်နိုင်ပါပြီ